တောင်းတခဲ့ပါလေအညာတော်ရွာသားတယောက်ပါဗျာတနာမင်းမွေချင်မချင်နာဘဝနှစ်ခုတူတော်မရရွာငယ်တဲ့ပုတ်ကလေးမှာရွာမြင်တွေကြောင်လဲမှာမင်းလိုက်နေမှုအတွက်ဖြစ်နေမလားစားကြဒီဘက်ကရမျိုးလို့ကမ